ဒါလေးကတော့ကွန်ဒိုရဲ့ဝင်ပေါက်လေးပဲဖြစ်ပါတယ်ဒါဆိုရင်ကကတော့ထဲကိုဆက်ပြီးတော့ကြည့်ကြဒါလေးကတော့ကွန်ဒိုရဲ့ lobby ပဲဖြစ်ပါတယ်ဒီမှာဧည့်သည်တွေပါလာရင်ဒီနားမှာခိုင်ပြီးတော့ဆောက်လို့ရတယ်။ဒါလေးကတော့45ထပ်မှာရှိတဲ့swimming pool လေးပဲဖြစ်ပါတယ်။ဒီမှာ swimming pool ပါမယ်၊gym ပါမယ်ပေါ့နော်။ပြီးသွားရင်ဒီ sky garden လေးလည်းပါဝင်တာဖြစ်ပါတယ်။ view ကတော့အမြင့်ဆုံးဆိုတဲ့အတိုင်းပဲလုံးဝအမိုက်စားပဲ။ဒီကလေလုံးဝအထက်မြင့်တိုက်တယ်အကုန်လုံးကိုလှမ်းမြင်ရတယ်။ဟိုဘက်မှာဆိုလို့ရှိရင်မဟာနခုံတော်လှမ်းမြင်ရတယ်။ဒါလေးကတော့သူ့ရဲ့ gym ခန်းလေးပဲဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင် workout session အမျိုးမျိုးလုပ်လို့ရတာဖြစ်ပြီးတော့ gym training machine တွေအပြင်ကို yoga တို့ pilates တို့ဆော့တဲ့အခန်းလေးပါဝင်တာဖြစ်ပါတယ်။ကဲဒါဆိုရင်ဆက်ပြီးတော့ကြည့်ကြစို့။ဒါကတော့36ထပ်မှာရှိတဲ့ဒီ sky lounge bar လေးပဲဖြစ်ပါတယ်ကိုက rooftop bar တွေနဲ့မသွားချင်ဘူးပေါ့နော်ဒီကွန်ဒိုလေးမှာပဲ AACC drink လေးတောက်ပြီးတော့ relax လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီနေရာလေးကလုံးဝမိုက်စားပဲဒါကတော့တငယ်ချင်းတွေအိမ်လေလာရင်ဒီမှာစုပြီးတော့ရုပ်ရှင်ကြည့်လို့ရမှာဖြစ်ပါတယ်။ဒါတော့ theater room ပဲဖြစ်ပါတယ်။ Hi ဒါလေးကတော့53 square meter ကျယ်ဝန်းတဲ့ဒီ one bedroom plus အခန်းမျိုးစားလေးပဲဖြစ်ပါတယ်။ဒါကတော့ဒီမြေကျဲမှာဒီလို counter လေးပါမယ်။ဒါတော့ kitchen counter ပေါ့နော်။ဒီဘက်မှာဆိုလို့ရှိရင်လည်း kitchen counter ပါတယ်။ဒါရင်ဒီမှာဆိုလို့ရှိရင် dining area လေးလုပ်လို့ရမယ်။ဒါကတော့ living area ကြီးပဲဖြစ်ပါတယ်။ကပြောခဲ့တဲ့အတိုင်းပဲသူက luxury ဖြစ်တဲ့အတွက်ဒီ ceiling height ကတော့လုံးဝအမြင့်ကြီးပဲပေါ့နော်တော့မွန်းကျက်နေတဲ့ကွန်ဒိုတွေနဲ့လုံးဝမတူကွဲပြားနေမှာမှန်ပဲမှာဆိုလို့ရှိရင်ဝရဏရှိရဲ့မှာဆိုလို့ရှိရင်တော့အဝတ်လဲခန်းလုပ်ထားရပေါ့နော်ဒါကိုတော့ပြောရမယ်ဆိုလို့ရှိရင်အဝတ်လဲခန်းလည်းလုပ်လို့ရတယ်အိတ်ခတ်တစ်ခတ်အနေနဲ့လည်းလုပ်လို့ရတယ်အလုပ်လုပ်တဲ့အခန်းအနေနဲ့လည်းလုပ်လို့ရတယ်ဝရဏကတော့ဟိုဘက်အဲ့ကန်းကနေပြီးတော့ဒီထိရှည်တယ်ပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်အိမ်နာရီချိုးကန်လေးရှိမယ်ဒါကတော့အိတ်ခန်းလေးပဲဖြစ်ပါတယ်ဟိုးဟာဒီမှာထိုင်ပြီးတော့ view မိုက်စာနဲ့အလုပ်လုပ်လို့ရတယ်
ငါဆိုလို့ရှိရင်လည်းဒီဘက်အချမ်းမှာဝရဏရှိရပေါ့နော်ဝရဏကြိုက်တဲ့သူတွေအတွက်တော့အဆင်ပြေ